ချစ်သူအိမ်အောင်ဘက်ကိုထားသွားတယ်ဆိုလို့ရှိရင်အစီအစဉ်လေးတစ်ခုလုပ်ရပါမယ်။တနင်္လာနေ့ည9:00နာရီမှာအစီအစဉ်စရပါမယ်။နှင်းစီပန်းတစ်ပွင့်ဖရားတောက်တော်ရီတစ်ခွက်ဒီစီမီတစ်ထိုင်ပေါ့နော်။စီမီကဘာရောင်ပဲဖြစ်ဖြစ်လိုအပ်ပါတယ်။ဖရားတောက်တော်ရီချမ်းပန်းနဲ့စီမီနဲ့ကိုထွက်သွားတဲ့ကိုချစ်သူကိုစားနာမည်ဘယ်သူနိနဲ့ပါနိနဲ့အတွက်ရှိစုပြီးလှူဒန်းပါတယ်ဆိုတာမျိုးလေးကိုမြတ်စွာဘုရားရှင်ကိုကိုစားတက်လူပေးပါပြီးရင်ထိုလူအတွက်ဆူတောင်းပေးပါသူရဲ့စိတ်တွေအေးချမ်းပါစေရောက်တဲ့အရာမှာအဆင်ပြေပါစေမျက်နှာမြင်ချစ်ခင်ပါစေအတန်ကြာသနာပါစေကျွန်ုပ်ပို့တဲ့မေတ္တာတွေလည်းရရှိပါစေခံစားမိပါစေဆိုပြီးတော့အရင်ကပ်ပေးရပါမယ်ပုံမှန်အတိုင်းဘုရားရှိခိုး၅ပါးတီလာစောက်တည်ပြီးတော့ဘုဒ္ဓခုံတော်ပရိကိုကိုးပတ်တည်တည်စိတ်ပေးရပါမယ်တရားရှိလုံး6လုံး28လုံးကြိုက်တဲ့ပတိနဲ့စိတ်လို့ရပါတယ်အဓိကကပတိ9ဘတ်ပြည့်အောင်စိတ်ပေးရပါမယ်ပြီးွားရင်9ရက်တီတီစတိုင်းစိတ်ပေးဖို့လိုအပ်ပါတယ်ပတိစိတ်ပြီးတိုင်းအိမ်နားမှာရှိတဲ့32ပုံသားအားလုံးကိုမေတ္တာပို့ရမယ်ဝတ်သုံးတရီနမင်းကြီးကိုလည်းကိုဆောင်နန်းနဲ့ထက်သူကုသိုလ်အမြတွေရရှိပါစေကြောင်းတိုင်တဲ့မေတ္တာပို့ရမယ်ဝတ်သုံးတရီနမင်းကြီးကိုလည်းချစ်သူအမြန်ဆုံးပြန်လာပါစေလို့ကုညီတောင်းပြီးတော့ဆုတောင်းပေးရမယ်တကယ်ပြပြေးလဲခြင်းနဲ့စိတ်ရင်းလေးနဲ့ကိုညာတီတီစက်တိုက်မေတ္တာပို့ပေးပါထို့ကဲ့သို့3ချိန်စက်တိုက်တော့မဟုတ်ချက်ချားတော့မဟုတ်ပြုလုပ်လို့ရပါတယ်ဆရာမကတော့ဆရာမမေပါ